အခုကျွန်တော်တို့ပေါ့နော်ဒီ merchant bank ကနေကျွန်တော်တို့မြန်မာပြည်ကို KP account ပေါ်မှာပေါ့နော်တိုက်ရိုက်ငွေလို့ပို့လို့ရပြီပေါ့နော်အဲ့ဒါအသေးစိတ်လေးကျွန်တော်ဒီမှာသစင်းလုပ်ပြတော့မှာပေါ့နော်အဲ့ဒါလိုက်ကြည့်လိုက်ပေါ့ဘာမှမဆိုနေနဲ့ကျွန်တော်တို့ဒီ merchant trade ဒီ bank merchant account ဝင်မယ် single name မယ် remittance ဆိုတဲ့ဟာကို name မယ်ဒီ select your receive country ဆိုတဲ့နေရာမှာမြန်မာကိုရွေးမှာပေါ့နော် select your country ဆိုတဲ့နေရာမှာမြန်မာကိုရွေးမယ်ပြီးရင်ဒီအောက်မှာပေါ့နော်အဲ့ဒါကိုက KP account ကိုရွေးရမယ်ပြီးရင်ဒီဘက်ကမလေးရှားရင်းဂစ်နဲ့လွှဲမှာလားဒါမှမဟုတ်မလေးရှားရင်းဂစ်နဲ့ရေးမှာလားအမောင့်ကိုရေးမှာလားဒါမှမဟုတ် MMK ပေါ့နော်ကျွန်တော်တို့မြန်မာအမောင့်ဟိုဘယ်လောက်လွှဲချင်တာလဲအဲ့ဒါကိုကျွန်တော်တို့ရိုက်ထည့်ရမှာပေါ့နော်ပြီးရင်ဒီမှာလွဲခါပေါ့နော်ပို့ခါကတော့ဘယ်လောက်ပဲလွဲ17ကြပေါ့နော်17ကြ ringgit 17ကြကြတယ်လွဲခါကဘယ်လောက်ပဲလွဲ9000ပဲလွဲဘယ်လောက်ကြိုက်တဲ့လောက်လွဲ1 transaction ပေါ့နော်တစ်ခါပို့ရင်17ကြယူတာပေါ့နော်ခဲ့ပြီး next ကိုနေမယ်ဒီမှာကကျွန်တော်တို့ဒီ add new receipt ပေါ့နော်အဲ့ဒါကိုပြန်နေမယ်ပြီးရင်ဒီမှာကfirst name နဲ့ last name ပေါ့နော်ဥမာနာမည်နှလုံးဆိုရင်နာမည်နှလုံးပဲရှိတယ်ဆိုရင်ရှေ့ကတစ်လုံးနဲ့နောက်ကတစ်လုံးရေးလိုက်ပေါ့နော်တကယ်လို့နာမည်3လုံးလောက်4လုံးလောက်ရှိတယ်ဆိုရင်နာမည်3လုံးဆိုရင်ရှေ့က first name နေရာမှာရှေ့ကနှလုံးကိုရေးနောက်ဆုံးက last name နေရာမှာရေးပေါ့နော်တကယ်လို့နာမည်4လုံးရှိတယ်ဆိုရင်နာမည်3လုံးကို first name မှာရေးနောက်ဆုံးကတစ်လုံးကိုနောက်ဆုံးကနာမည်တစ်လုံးကိုဒီ last name မှာရေးပေါ့နော်ကျွန်တော်သူများရဲ့ personal phone number တွေနာမည်တွေဖြစ်တဲ့အတွက်ဒီကျွန်တော်ရေးတဲ့ဒီ first name တို့ last name တို့ဒီ KP account number တို့မှာကျွန်တော်ဖြတ်ထားတာပေါ့နော်ဖြတ်ထားမှာပေါ့ relationship နေရာမှာကိုယ်နဲ့တိုက်ဆိုင်တဲ့ friend ဖြစ်တကယ်ချင်းပေါ့နော်ဒီ friend ဖြစ်ကြိုက်တဲ့ကိုယ်နဲ့အဆင်ပြေတဲ့ခုကိုရွေးထည့်လို့ရတယ်ပါမှာပေါ့နော်ကျွန်တော်တို့ KP ကိုလွှဲမဲ့ KP phone number ပေါ့နော် KP phone number ကိုရေးထည့်ရမယ်ပြီးတော့ဒီ KBZ Pay wallet number ဒီတဲမှာကအခုနကကျွန်တော်တို့ပို့မဲ့ KP account phone number ပေါ့နော် KP phone number ကိုရေးထည့်ရမယ်ပေါ့နော်ရေးထားတယ်ပေါ့နော်နာမည်ရဲ့ဘာကပဲ currency နဲ့ပို့တယ်အဲ့ရတွေပေါ့နော်အဲ့ရတွေသူတို့ပေါ်လာလိမ့်မယ်အဲ့ verify ကိုပြန်နေမယ်ပြီးရင်ကကျွန်တော်တို့ရေးထားတဲ့ဒီ detail ပေါ့နော်ဒီ receipt summary ဆိုတဲ့ဟာထွက်လာနိုင်မယ်နော်ကိုယ့်ရဲ့နာမည်ပေးနိုင်ငံကိုပို့မယ်ပြီးတော့ payment mode ပေါ့နော်ဒီ KBZ Pay တို့ phone number ကိုပို့မယ် phone number MMK ပေါ့နော် pay currency နဲ့ပို့မယ်ဆိုတဲ့ဟာချက်လက်တွေအကုန်လုံးပေါ်လာမယ်အကုန်လုံးမှန်ပြီဆိုရင်ဒီ continue ကိုပြန်နှိပ်လိုက်မှာပေါ့နော် great အဲ့ဒီပေါ်လာလိမ့်မယ်ဒီနေရာမှာကဒီ propose of payment ပေါ့နော်ဒီနေရာမှာကျွန်တော်တို့အစစ်ကိုနဲ့အဆင်ပြေမယ်ဒီ family maintenance ပဲဖြစ်ပေးရပဲဖြစ်ပေါ့နော်ကိုနဲ့အဆင်ပြေတဲ့တစ်ခုကိုရွေးထည့်လိုက်ပါဒီတော့ဒီနေရာမှာကကိုယ့်ရဲ့ဝင်ငွေကဘယ်ကနေရလဲအဲ့ရတွေပေါ့နော်ကိုကဘယ်ကနေပို့လာလဲ monthly income လား business income လားကိုနဲ့အဆင်ပြေတစ်ခုထည့်လိုက်ပေါ့ကျွန်တော်ကတော့ monthly income ကိုထည့်ရပေါ့နော်ပြီးရင် okay ဒီနေရာမှာကကိုနဲ့ထည့်တဲ့အချက်လက်တွေအကုန်လုံးပုံမပြန်စစ်ကြည့်ပေါ့အကုန်လုံးမှန်ပြီဆိုရင်ဒီအောက်ဘက်ကဘယ်အောက်ဘက်တောင်းနေရာမှာဒီ I agree ဆိုတဲ့ဒီ4000ကွက်နေရာမှာကိုကအမှန်ချင်းလေးနှိပ်ပေးပေါ့နော်ပြီးရင် payment make payment ကိုနှိပ်မယ်အဲ့မှာကို merchant account print တော့ဖွင့်ထည့်ထားတဲ့ phone number မှာပေါ့နော်အဲ့နေရာမှာသူက one time passport ပေါ့နော်6လုံးပို့လာလိမ့်မယ်အဲ့ဒါကိုဒီနေရာမှာထည့်ပေးရမှာပေါ့နော်
ဒီညာကိုယ့်ရဲ့ transaction successful ဖြစ်သွားပြီပို့တာကဘယ်လိုပြောမလဲအခုကျွန်တော်ပို့တာကသူများရဲ့ phone number တွေမျိုးဖြစ်တဲ့အတွက်သူများရဲ့ personal case account တွေနာမည်တွေဖြစ်တဲ့အတွက်ကျွန်တော်ကနာမည်တွေ phone number တွေအကုန်လုံးဖြတ်ထားတာပေါ့နော်ငွေလေးပို့တာအကုန်လုံးအဆင်ပြေသွားပြီမိနစ်လောက်တော့ဆောင်းရမှာပေါ့နော်ကျွန်တော်တို့ KPay account ပြီးရင်ဒန်းကိုအောက်ကဒန်းကိုနေလိုက်ပြီးကျွန်တော်တို့ရဲ့ငွေလေးမှုကအောင်မြင်သွားပြီပေါ့ဘလုံးကျေးဇူးတင်ပါတယ်